ထိုင်းနိုင်ငံရဲ့မဲကလောင်မြစ်ထဲမှာဘလူးမကြီးတကောင်ရှိတယ်ဆိုတဲ့သတင်းတွေကရွာသူရွာသားတွေရဲ့ဗဇက်ပြားမှာပိုးလေးတကြော်ဖြစ်လာခဲ့တယ်ဒီမြင့်ရဲ့အောက်တက်မှာဘလူးမကြီးတကောင်ရှိတယ်ဒီမြင့်ရဲ့မှမဟုတ်ဘူးဒီနားမှာရှိတဲ့ရွာသူရွာသားတွေကိုလည်းဒီဘလူးမကြီးကပဲစောင့်ရှောက်နေတယ်သူကပဲဓာတွေကိုအပိုင်စားရထားတယ်ဆိုပြီးတော့ယုံကြည်ထားတဲ့သူတွေရှိတယ်လို့တချို့မယုံကြည်ကြတဲ့သူတွေလည်းအများကြီးရှိကြတယ်ပေါ့မယုံကြည်လို့သွားပြီးတော့ဗဇက်တရမ်းတဲ့အခါကျတော့ဒီမြစ်ထဲမှာတင်းမောမြုပ်ဓာတွေလူသေးဆုံးဓာတွေပါရှိလာခဲ့ဒါနဲ့ပဲ2008ခုနှစ်လောက်မှာတော့ဒီကရွာသူရွာသားတွေကဒီမြစ်ထဲကဘလူးမကြီးကိုရှာဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒါနဲ့ပဲရေငုံသမားတွေခေါ်ပြီးတော့ရေအောက်ထက်ဆင်းပြီးတော့ရှာခဲ့ကြတယ်ရှာလိုက်တဲ့အခါမှာတော့အဲ့ဒီဘလူးမကြီးရဲ့ရုပ်ထုကြီးကိုတွားပြီးတော့မှတွေးခဲ့ကြတယ်ဒါနဲ့ပဲကရိန်းသမားတွေကိုခေါ်ပြီးတော့ဆွဲမကြည့်လိုက်တဲ့အခါမှာတော့လက်ထဲမှာကလေးတစ်ယောက်ကိုခြိထားတဲ့ဘလူးမကြီးကိုတကယ်ပဲတွေးခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီဘလူးမကြီးကိုကုန်းပေါ်ကိုဆွဲတင်လိုက်တဲ့အချိန်မှာအဲ့ဒီဘလူးမကြီးရဲ့ခန္ဓာကိုယ်ကဒီကိုယ်လုံးပဲပါလာခဲ့ပြီးတော့သူ့ရဲ့ခေါင်းကတော့ပါမလာခဲ့ဘူးဒါနဲ့ပဲဒီဘလူးမကြီးရဲ့ခေါင်းကိုလည်းရေအောက်ထဲမှာလိုက်ပြီးတော့ရှာလိုက်တာဆိုရင်ဒီနေ့ချိန်ဒီဘယ်မှမတွေးခဲ့ဘူးအဲ့တော့ဒီဘလူးမကြီးကိုဒီတိုင်းခေါင်းပြက်ကြီးတိုင်းမထားကောင်းဘူးထားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးတော့ခေါင်းကိုအစားထိုးတက်ပြီးတော့အခုချိန်မှာတော့ဒီဘလူးမကြီးကအခုကျွန်တော်တို့မြင်နေရတဲ့အတိုင်းဖြစ်သွားပြီပေါ့လေအဲ့တော့ဒီဘလူးမကြီးကဘာမှရှိနေတာလဲဆိုတော့ထိုင်းနိုင်ငံရဲ့စမွတ်ဆောင်ခရန်ပြည်နယ်ထဲမှာရှိပါတယ်အဲ့ဒီမှာမဲကလောင်မြစ်ဆိုတာရှိတယ်ဒန်နာရီထဲမှာတော့ဒီဘလူးမကြီးကဒီမြစ်ထဲမှာပဲကျင်လည်ခဲ့တာပေါ့လေအဲ့ဒီမြစ်ရဲ့ဘေးမှာဝနန်းတခီရန်ဆိုတဲ့ဖျားเจ้าတစ်ကြောင်းရှိအရင်တုန်းကဆိုရင်လည်းဒီဖျားเจ้าကကျွန်တော်တို့ဒီနေ့ခေတ်လိုမျိုးစီစီကားကားကြီးလည်းမဟုတ်ဘူးအခုလောက်ထိလည်းလူသူအရောက်ပေါက်ရှိတာမျိုးလည်းမဟုတ်ဘူးဗျအဲ့ဒီတုန်းကဆိုရင်ဒီဖျားเจ้าကြီးကိုသိတယ်ဆိုတဲ့လူကတော့မှနည်းနည်းပါးပါးလောက်ပဲရှိတယ်တကယ်တောအုပ်ကြီးမှာတောအုပ်ကြီးပဲအရင်တုန်းကဆိုရင်လည်းအဲ့ဒီနေရာကတရေကတော်တော်လေးကိုမှ6တချို့ဆိုရင်မိမအကြီးကြီးကိုမြင်ရတယ်တချို့တွေကြတော့လည်းဒီမိမချောချောလေးတွေကိုမြင်ရတယ်ဆိုပြီးတော့ပြောတာတွေလည်းရှိတယ်ဟောတချို့တွေကြတော့လည်းမိမကြီးတစ်ယောက်ကဒီဖျားเจ้าကြီးတွေကနေဒီမြစ်ထဲကိုဆင်းသွားတာကိုမြင်လိုက်ရတဲ့သူတွေလည်းရှိအဲ့တော့ဒီစကားတွေကလည်းတယောက်နဲ့တယောက်လက်ဆင့်ကမ်းလိုက်လာတာဆိုရင်ဒီ2008ခုနှစ်မတိုင်ခင်အထိဆိုရင်နှစ်ပေါင်းက100ကျော်တောင်ရှိလာခဲ့ပြီပေါ့ဆိုတဲ့အခါကျတော့ဒါကပုံမြင်လိုဒန်နာရီလိုနဲ့ဖြစ်လာခဲ့ဒါပေမဲ့ဒီဘလူးမကြီးရဲ့ရုပ်ထုကလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကလေးကဒီနေရာမှာရှိနေခဲ့ဘူးတဲ့ဒါပေမဲ့နောက်ပိုင်းမှာတော့မြေပြိုကျမှုတွေရောဒီတဘာဝကပ်ပေးတွေနဲ့တွေ့ပြီးတော့ဒီဘလူးမကြီးလည်းရေအောက်ထဲကိုပါနင်းမြုပ်သွားခဲ့ရတယ်တချို့တွေကြတော့လည်းဒီဘလူးမကြီးရဲ့နာမည်ကတုပ်ပတ်နှစ်စုံတချို့တွေကြတော့လည်းဒါကမင်းသမီးတချို့တွေကြတော့လည်းမိဖုရားဆိုပြီးတော့အမျိုးမျိုးပြောကြတယ်ဒန်နာရီဆိုတဲ့အခါကျတော့လည်းတိတိကျကျကြီးတော့လည်းမဟုတ်ဘူးပေါ့ဗျာဒီလိုနဲ့ပဲ2008ခုနှစ်အစောပိုင်းကာလမှာတော့အဲဒီကရွာသားတယောက်ကိုဘလူးမကြီးကဝက်မလွတ်ငပြောသီးလေးကြိုက်ပြီးတော့အိမ်မက်လာပေးအိမ်မက်ကလည်းထူးထူးဆန်းဆန်းပဲဗျဘယ်လိုမျိုးပေးလဲဆိုတော့သူကရေထဲမှာဝက်မလွတ်ငပြောသီးလေးကြိုက်ပြီးတော့နေရတာချမ်းနေပြီဆိုတဲ့အကြောင်းဟုတ်တယ်လေတေချာကြည့်လိုက်ရင်လည်းသူ့အဆွဲကငပြောသီးလေးကြိုက်တာချမ်းအဲ့တော့သူ့ကိုလာခေါ်ဖို့သူကဘယ်နေရာမှာရှိတယ်ဆိုတဲ့အကြောင်းအိမ်မက်လာပေးခဲ့တယ်သူကချမ်းနေပြီလို့သာပြောတာကျွန်တော်ကြည့်တာတော့ဘလူးမကချမ်းနေတဲ့ပုံစံမဟုတ်ဘူးဗျဟိုစောင်းတွင်းဘက်ချမောင်းဟင်းစားပြီးတော့ချီးပကျနေတာကိုအောက်ထားတဲ့ပုံစံငိုပဲငိုတော့မလို့လို့ရီပဲရီတော့မလို့လို့နောက်ပြီးတော့အရေးတွေကတတောက်တောက်နဲ့ကြာနေသေးတယ်ရေတွေကတက်လာတာဟုတ်ဗျရေတွေကတတောက်တောက်နဲ့ကြာနေမှာပေါ့ဒါကိုပြောတာပါကျန်တာမပြောရဲပါဘူးဒါနဲ့ပဲသူ့ရဲ့စိတ်ထဲမှာကလည်းဒါကအိမ်မက်လိုတကယ်အပြင်မှာလိုဒီဇဝေဇဝါနဲ့ပေါ့ဗျာဟောဘေးကိုကြည့်လိုက်တဲ့အခါမှာတော့ဘေးမှာခြေရာကြီးတွေကအကြီးကြီးမှအကြီးကြီးတွေကိုတွေးလိုက်ရတယ်အဲ့ဒါနဲ့ပဲအဲ့ဒီခြေရာတွေအတိုင်းလိုက်ပြီးတော့သွားလိုက်တာအမင်းတတိရှိရင်ထွက်ခဲ့ကြံတဲ့ကောင်နဲ့ငါနဲ့ချမယ်ဘာညာပေါ့ဗျာဒါပေမဲ့ပြောပြီးသိမ့်မကြလိုက်ဘူးဘလူးမကြီးကဘွားကနေဆိုပေါ်လာပါလေရောပေါ်လာဆိုပဲနှကမ်းမွေးကဘဲကမီးသွေးခဲနဲ့ကောက်ချစ်ထားလဲတော့မသိဘူးဗျာမဲနေရပဲမျက်ခုံးမွေးကိုကြည့်လိုက်တော့လေဘလူးမရဲ့မျက်ခုံးမွေးကတောင်စိတ်နှကောင်လဲဆောင်နေတယ်လို့ပဲဆိုအဲ့ဒါနဲ့ပဲမဖြစ်သေးပါဘူးမြေထဲငါးလေးပါလေးသွားရှာအောင်မှာပဲဆိုပြီးတော့ထွက်လာလိုက်တယ်အရင်တုန်းကဆိုရင်တော့ဒီနေရာကတူးမြောင်းတာကျင်းလေးရေပေါ့ဗျာအခုနောက်ပိုင်းမှာဒါမြစ်ဆိုတာဖြစ်လာတာပေါ့ဆိုတဲ့အခါကျတော့ဒီမြေထဲမှာငါးရှာဖားရှာတဲ့သူတွေကလည်းအများကြီးပဲအဲ့တော့ငါးကမရတဲ့ကြားထဲမှာအိမ်မက်ကလည်းမကောင်းဒီမိမကြီးကိုမြင်ပြီးတော့အာကုသူတွေများတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့လှေပေါ်မှာဆက်တက်ထားတဲ့ဟာကိုဆက်နဲ့မမောင်းဘဲနဲ့ရေစံကိုလှော်တက်ပြားကြီးနဲ့လှော်နေပါလေရောဒါကိုမြင်တဲ့ဘလူးမကြီးကဒီကောင်စော်မရတာလည်းမပြောနဲ့လीဒီလောက်ပိန်းနေမှာတော့ဘယ်စော်ကလာရမလဲဆိုပြီးတော့ကိုထက်သားကြီးဘလူးမဆိုတာဒုနှလုံးထောင်ရင်ထောင်မထောင်ရင်ဖင်မှုတောင်းထောင်ရတယ်ရော့အင်းဆိုပြီးတော့တကွက်ပြလိုက်တာရေထဲမှာသွားပြီးတော့ဖင်မှုတောင်းထောင်နေပါလေရော
ဒီလိုနဲ့ပဲဒီအိမ်မက်ကိုဟိုလူမေးလဲဒီလိုအိမ်မက်မျိုးမှတ်တယ်ဒီလူမေးလဲဒီလိုအိမ်မက်မျိုးမှတ်တယ်ဆိုတဲ့အခါကျတော့အကုန်လုံးလူကအိမ်မက်တွေကတူလာခဲ့ကြတယ်ဒါနဲ့ပဲတကယ်များဖြစ်နေမလားဆိုပြီးတော့2008ခုနှစ်ရဲ့နိုဝင်ဘာလလောက်မှာဒီမှာရှိတဲ့ရွာသားတွေရောတပ်ဆိုင်ရာပုဂ္ဂိုလ်တွေရောအကြမ်းမြင်ရတာတွေရောမရတာတွေရောအကုန်လုံးသိမ်းကျုံခေါ်ပြီးတော့ဒီဘလူးမာကြီးကိုရှာဖို့ဆုံးဖြတ်ခဲ့ကြတယ်သူအိမ်မက်ပေးတဲ့အတိုင်းပဲနေရာကအတိအကျနဲ့တွားပြီးတော့တွေ့ခဲ့တယ်ဒါနဲ့ပဲယုံကြည်သူတွေကတော့သိတဲ့အတိုင်းပေါ့ဗျာဘလူးမာတောင်ဖိမှုတောင်ထောင်သေးတာပဲငါတို့လည်းရောထောင်မယ်ဆိုပြီးတော့ဝိုင်းပြီးတော့အမွှေးတိုင်တွေထွန်းဖျောင်းတိုင်တွေထွန်းပြီးတော့ကြောကြတော့တာပဲတချို့တွေကြတော့လဲသားသမီးမထွန်းကားလို့သားသမီးစုတောင်းကြတယ်တချို့တွေကြတော့လဲစုတောင်းပြေးကြတယ်တချို့တွေကြတော့လဲခလေးနိုးတိုက်တာနိုးမထွက်လို့ဆိုပြီးတော့ဘလူးမာကြီးစီသွားပြီးတော့စုတောင်းကြတယ်ဘလူးမာကြီးစီမှာသွားပြီးတော့စုတောင်းလို့သာနိုးထွက်သွားတယ်ဆိုပြီးတော့အမျိုးမျိုးပြောကြတာတွေလည်းရှိတယ်ဘလူးမာကြီးစီမှာစုတောင်းလို့သာနိုးထွက်တယ်လို့သာသူတို့ကပြောတာသူယောက်ျားလက္ခဏာမငြိမ်တာကြတော့တစ်ချက်လေးထည့်မပြောဘူးတော်လေးတရားချဖို့ကောင်းတယ်အခုဒီကလေးဆိုရင်လေဒါသူတို့ကဒီဘလူးမာကြီးစီမှာစူတောင်းလို့ရခဲ့တဲ့ကလေးဆိုပြီးတော့ပြောကြတယ်သူစူတောင်းခဲ့တာကလည်းမိန်းကလေးပဲမွေးလာတော့လဲမိန်းကလေးပဲဆိုတဲ့ခါကျတော့ယုံနေဘာညာပေါ့ဗျာသူယောက်ျားကိုသာမယုံရင်နေရမယ်ဒီဘလူးမာကြီးကိုယုံနေဆိုပြီးတော့ပြောချင်တာမျိုးပေါ့ဗျာဒါနဲ့ပဲနောက်ဆုံးမှာတော့ဒီဘလူးမာကြီးကစူတောင်းပြည့်တဲ့ရွာသူရွာသားတွေကိုကာကွယ်ပေးတဲ့ဆိုပြီးတော့တဖြည်းဖြည်းနဲ့နာမည်ကြီးပြီးရင်ကြီးလာခဲ့တယ်ဒီနေ့ထက်တိုင်ပေါ့လေဆိုတော့ဒီလောက်ပါပဲ